အားလုံးမင်္ဂလာပါကျွန်မကတော့ထောက်ထောက် craft တက်မေရဲ့ပင်တိုင်းဟာရဆရာဝန်လည်းဖြစ်တဲ့ co-founder တူလည်းဖြစ်တဲ့ဒေါက်တာဝိုင်းမြတ်နိုးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မက salad dressing တွေနဲ့ပတ်သက်တဲ့လူတွေအမှတ်မှားနေတဲ့ကိစ္စလေးတခုကိုဝေမျှသွားချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခုဆိုလို့ရှိရင်အသီးရွက်တွေပို့ပြီးတော့စားလာကြအသီးရွက်ကောင်းမှန်လည်းသိလာကြတဲ့အခါမှာဝိတ်ချခြင်းလို့ပဲဖြစ်ဖြစ်ဒါကပို့ပြီးတော့ကျန်းမာခြင်းလို့ပဲဖြစ်ဖြစ်အသီးရွက်တွေကိုပုံစံမျိုးမျိုးနဲ့အများကြီးတိုးပြီးတော့စားလာကြရပေါ့နော်စားလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အသီးရွက်တွေကသူ့ကြည်စားလို့ရတာမရှိဘူးအဲ့ခါကျဟင်းချက်နေမျိုးမျိုးနဲ့လှုပ်စားကြတယ်အဲ့ထဲမှာကဒီဆက်လက်လှုပ်တစားရဲဆိုတဲ့ဟာလေးတစ်ခုလည်းပါလာတယ်လူတွေကအသီးရွက်ကိုဆက်လက်လှုပ်ပြီးတော့စားကြတယ်ဆက်လက် dressing တွေနဲ့ဆက်လက်လှုပ်ပြီးတော့စားကြတယ်ဆိုင်တွေမှာမှားရဲဆိုလို့ရှိရင်လည်းငါကတော့ဝိတ်ချနေရဲငါကတော့ထိုင်ရက်လှုပ်နေရဲဆိုပြီးတော့ဆက်လက်လေးမှားစားကြတယ်ဆက်လက်မှားစားလိုက်လို့ရှိရင်ကိုငါဆက်လက်ပဲစားနေရလို့ငါအရန်ကျမ်းမာငါကျမ်းမာရေးလည်းအရန်ကိုက်ညီနေပြီဆိုပြီးတော့ထင်ကြတာရှိရပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့အဲ့ salad dressing တွေမှာ salad dressing တွေမှာအများအပြားအဓိကပါတာကကြတော့သူကဘာပါနေလဲဆိုမမြင်ရဘူးပေါ့နော်သူကအားလုံးရောနေတာဆိုမမြင်ရအောင်ဆိုရင်အဓိကဘာပါနေလဲဆိုတော့ကျွန်တော်တို့ကြက်ဝက်နှစ်တွေပါတယ်ဒီ mayonnaise တွေပိုင်းလောက်တဲ့ခါကျတော့ကျုပ်ဝက်နှစ်အဓိကသုံးတာဆိုတော့ကျုပ်ဝက်နှစ်တွေပါမယ် cholesterol တွေတက်နိုင်တယ်နောက်ကအသွင်ပြောင်းစီလို့ခေါ်တဲ့ trans fat တွေပါတယ်နောက်ကကျတော့ဒီဘာမှမသိရဲ့ဘယ်စီမဲမသိရဲ့ဒီလိုစားအောင်စီလိုဟာမျိုးတွေလည်းပါနိုင်တယ်နောက်ကတကြားတွေလည်းပါတယ်နောက်ကစားတွေလည်းပါတယ်အဲ့ခါကျဒါတွေအကုန်လုံးကကျွန်တော်တို့အတွက်မသိလျော်တဲ့ဟာတွေပေါ့နော်အဲ့ခါကျကျွန်တော်တို့ကအမှန်မှားပြီးတော့မသိဘဲနဲ့ဒီဒါကိုယ့်ရဲ့ထဲမှာဘာပါလဲဆိုတာမကြည့်ပဲနဲ့ဟိုပေါ့ကျမနဲ့ညီညွတ်တယ်တင့်လျော်တယ်ဆိုပြီးတော့အများကြီးစားလို့မရဘူးပေါ့အဲ့ခါကြောင့်မို့လို့ကျမတို့ကဒီ salad dressing တွေရွေးတဲ့အခါကျလို့ရှိရင် ingredient လေးကိုဖတ်ကြည့်ဖို့လိုတယ်ကျမအဲ့အလေးကိုတော့အကြံပေးချင်ပါတယ်ကျမတို့ကဒီ ready made တွေဝယ်မယ်ဒီ city mart တွေပိုင်းတွေဝယ်မယ်ဆိုလို့ရှိရင်ဒီနောက်မှာဒီပါဝင်ပစ္စည်းလေးကိုတစ်ချက်ကြည့်ပါပါဝင်ပစ္စည်းထဲမှာကိုယ့်အတွက်မသိလျော်တဲ့ဟာတွေပါနေမယ်ဆိုလို့ရှိရင်ဒီ salad dressing ကိုမရွေးပါနဲ့အဲ့လေးဝေမျှသွားချင်ပါတယ်ရှင်